ဒီဇလန်1982ခုနှစ်မှာကလေးကဖြစ်ပျက်ခဲ့တာပါလွန်ခဲ့တဲ့250လောက်ကပေါ့အထက်မြောက်ပိုင်းဒေသမှာရှိတဲ့ရွာတူရွာမှာရွာသားတွေကစပားကင်းတွေနဲ့အတူမွေးဖွားလာကြပြီးစပားကင်းတွေနဲ့အတူပဲနေထိုင်ကြသလိုစပားကင်းတွေနဲ့အတူတည်ဆုံခဲ့ကြတယ်ဗျဘာလို့လဲဆိုတော့လူဦးရေထက်စပားကင်းတွေကပိုများနေလို့ပါဥပဟိန်းလို့ခေါ်တဲ့ဦးလေးကြီးတစ်ယောက်ကတော့ကြိုးစားအားထုတ်တဲ့လယ်သမားတစ်ယောက်ဖြစ်ပါတယ်မိုးရွာပြီးမိုးချိတ်နေတဲ့အချိန်မှာတော့သူကခါးစည်းဝတ်ကိုခါမှစီပြီးလယ်ကွင်းထဲမှာကောက်ရိုးထမ်းရင်းနဲ့ရှောက်သွားနေတော့မှလူတိုင်းကဥပဟိန်းကိုယူနေတယ်လို့ပြောကြပါတယ်ဒါပေမဲ့ဥပဟိန်းကတော့စကားတစ်ခုပဲပြောတယ်ဗျစပားတွေမလှရင်ငါလုံးဝမအေးဘူးသူ့မှာဇနီးနဲ့ကလေးလည်းမရှိပါဘူးသူ့မှာဒဇင်တစ်ချောင်းပဲရှိပါတယ်နှစ်စဉ်နှစ်တိုင်းစပားရိတ်သိမ်းတဲ့အခါမှာသူကဒဇင်ကိုထက်အောင်တွေးနေတတ်ပါတယ်ပြီးတော့သူ့ဒဇင်နဲ့တငယ်ချင်းတယောက်လိုတူတူလေးစကားပြောလို့ရှိတယ်ဗျဒီနေ့နည်းနည်းကူညီပေးဦးနော်သူ့ဘဝရဲ့နောက်ဆုံးနှစ်ကိုရှောက်လာတဲ့အခါမှာဥပဟိန်းနေမကောင်းစားဖြစ်လာပြီးတွေးအံလာခဲ့ပါတယ်ဒါပေမဲ့သူပင်ပန်းနေတာတော့နေ့တိုင်းလဲခွင်းကိုသွားနေတော့မှာပဲအိမ်ကြီးချင်းနေရာမသွားဖို့ပြောပေမဲ့သူနားမထောင်ခဲ့ပါဘူးစပားတွေမရိတ်ခင်မှာကြွေကြသွားလိမ့်မယ်တနေ့မှာတော့မနက်ကလေးကကောင်းကင်ကမှိုင်းညို့နေခဲ့တယ်ဗျလေတိုက်နေပြီးမိုးရွာတော့မဲ့ပုံဖြစ်နေခဲ့ပါတယ်အဲချိန်ရွာသားတွေကဥပဟိန်းတယောက်လေကွင်းထဲကနေထုံးစံအတိုင်းဒဇင်နဲ့မိအိမ်ကန်ပြီးထွက်သွားတာကိုမြင်လိုက်ကြတယ်ဗျနောက်နေ့မနက်မှာတော့တစုံတယောက်ကလေကွင်းအလက်မှာပက်လက်လှန်လဲနေတဲ့ဥပဟိန်းရဲ့အလောင်းကိုတွေးလိုက်ရပါတယ်လက်နှစ်ဖက်မှာသူ့ဒဇင်ကိုတင်းကျပ်စွာကင်ထားပြီးသူ့လေကွင်းထဲမှာအိပ်ပျော်သွားသလိုမျိုးအပြုံးနဲ့တေဆုံးသွားခဲ့တာပါရွာသားတွေကကျေးလက်ဒေသရဲ့ဒလေထုံးစံအတိုင်းသူ့ရဲ့လက်ထိပ်မှာမြုပ်နှံမှုကူညီပေးခဲ့ကြပါတယ်ခလေးနဲ့မိမမရှိတဲ့အတွက်ရွာတကြီးရွယ်အိုတွေလည်းကုသိုလ်လုပ်ပေးပြီးဥပဟိန်းကိုယေရှုလှူဒန်းခဲ့ကြတယ်ဗျတညမှာရွာတကြီးရဲ့ဇနီးဖြစ်တဲ့ဒေါ်ဆန်းဝင်းဟာသူ့အိမ်ကနဘောက်ကိုထွက်ရှာဖို့အဲ့လက်ကွင်းရှိကိုဖြတ်သွားတဲ့အချိန်အတန်တခုကြားလိုက်ရပါတယ်စပားတွေရိတ်သိမ်းပြီးသွားပြီဖြစ်ပေမဲ့အမောင်တူထဲမှာစပားရိတ်တန်လို့ကြားနေရတာပါသူမအရှိကိုကြည့်လိုက်တဲ့အခါမှာလက်ကွင်းအလဲမှာမိတ်တုံမီးရောင်တစ်ခုကိုတွေးလိုက်ရတယ်ဗျပထမတော့တယောက်ကငားများနေတယ်လို့သူမထင်နေခဲ့ပါတယ်ဒါပေမဲ့မီးရောင်ပိုနီးလာတော့မီးအိမ်ရဲ့အလင်းနဲ့မတူနေတော့ပါဘူးလေထဲမှာပြန်ဝဲနေတဲ့လေမော်ရောင်မီးတောက်တစ်ခုဖြစ်နေခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကသူမနောက်မှာလူတစ်ယောက်ရပ်နေတဲ့အရေးတစ်ခုရှိနေခဲ့တယ်ဗျအဲ့ဒီအရေးကခါကုန်းကုန်းနဲ့လက်မှာဒဇင်ကိုင်းထားပါတယ်ဒေါ်ဆန်းဝင်းအော်ဟစ်ပြီးအိမ်ကိုအမြန်ပြေးထွက်သွားခဲ့တယ်ဗျမနေ့ရောက်တော့ရွာတကြီးကိုပြောပြတော့ရွာတကြီးကရီးပါတယ်ဟဲ့ဆန်းဝင်းရဲ့နေအိမ်မက်နေရလားဒါပေမဲ့ညရောက်လာတော့ရွာတကြီးအိမ်ကခွေးဟာတညလုံးလေကွင်းဘက်ကိုမရမနာဦးနေပါတယ်၃ရက်အကြာမှာမကြသေးခင်ကမှကိုရင်ဝစ်ပြီးလူထွက်လာတဲ့ဖိုးစီအမည်ရှိတဲ့လူငယ်တအုပ်ကစတတ်မှုလုပ်ဖို့ကြံရွယ်ခဲ့ပါတယ်ဥပဟိန်းရဲ့ဝိညာဉ်အကြောင်းကိုလူတွေပြောနေကြတာကိုဖိုးစီကမယုံကြည်ခဲ့ပါဘူးတရေဆိုတာတကယ်မရှိဘူးကွာမင်းတို့မယုံရင်ငါဒီညလေကွင်းကိုသွားစောင့်ကြည့်ပြမကြည့်နဲ့ညနေခင်းရောက်လာတဲ့အခါမှာဖိုးစီဟာအိယာကင်းကိုထမ်းသွားပြီးလေကွင်းအလယ်မှာရှိတဲ့မကြီးပင်အောက်မှာသွားခင်းလိုက်ပါတယ်ပြီးတော့မိအိမ်ကိုတင်းထလိုက်တယ်ဗျညမိုးချိုလာတဲ့အခါမှာလေအေးလေးတိုက်လာချိန်ဖိုးစီအဲ့ဒီမှာလှဲနေပြီးဆက်လက်တောက်ရင်ရေမောနေခဲ့ပါတယ်ဘာမှလဲတရေဒါပေမဲ့ညတကောင်ရံကြော်ပြီးတဲ့နောက်လေတိုက်တာငြိမ်းသွားပြီးလေကွင်းဘေးတစ်ဝိုက်မှာဒဇင်ရဲ့တကြွကြွအတန်ပဲကျန်းနေခဲ့တယ်ဗျသူထထိုင်ပြီးပတ်ပတ်လဲကိုကြည့်လိုက်တော့လူတစ်ယောက်စပားရိတ်နေတာကိုသူတွေးလိုက်ရပါတယ်အဲ့ဒီအရေးကဖြည်းဖြည်းချင်းခေါင်းမော့လာပြီးမျက်စံနေမရှိပဲမန်းနေတဲ့မျက်လုံးနဲ့သူ့ကိုပြောလာခဲ့တယ်ဗျငါစပားတွေရိတ်လို့မပြီးသေးဘူးဖိုးစီနောက်ကိုလှည့်မကြည့်တော့ပဲအမြန်ထွက်ပြေးသွားခဲ့ပါတယ်မနေ့ရောက်လို့ရွာသားတွေတော့ကြည့်တော့ဖိုးစီမီးအိမ်ကမီးလင်းနေသေးတာကိုတွေးလိုက်ရတယ်ဗျဒါပေမဲ့မွေးရပျောက်သွားပြီးရှုံ့ပေးနေတဲ့ခြေရာတွေသာကြံတော့တာကိုတွေးလိုက်ရပါတယ်ဒီအထိနားထောင်ပြီးပြီဆိုရင်မကြောက်ကြနဲ့အဲ့တရားဘသူ့ဦးမှမထိခိုက်စေပါဘူးသူ့လက်ဝင်းကိုသူစိုးရိမ်နေတာပါ
တကားကြီးဘာဟင်းကသူ့ဘဲမှထွက်မသွားနိုင်တဲ့အထိသူ့လေဝင်းကိုစိတ်ပူနေတာ မိုးလွယ်ပိုင်းမှာဆရာတော်ကြီးနဲ့ရွာဖုန်းကြီးတွေတရင်ကိုကြားပြီးတဲ့နောက်လေကွင်းစီကိုကြွသွားကလေကွင်းအလယ်မှာအမိုးတန်သုံးနိုင်ကိုထွန်းညှိခဲ့ပါတယ် တကားကြီးဘာဟင်းရေဒီလောကကြီးမှာအရာအလုံးကတိုးတောင်းလွန်းလာပါတယ်ဒီနေ့စပားစည်းတွေကလှနေရင်တော့နောက်နေ့ကျရင်လည်းပြန်ကြွရအောင်ပါပဲလေမြေမြစ်တွေကိုဆက်လက်ရိတ်သိမ်းဖို့စိုက်ပျိုးထားလိုက်ပါမပူပါနဲ့တော့ အမိုးတန်ဆိုင်လိုက်တာနဲ့လေကရုတ်တရက်ပူပြင်းလာပြီးတယောက်ယောက်ကမှုတ်လိုက်တယ်လို့ပါပဲအမိုးတန်နန်းနဲ့စပတ်ခုံအနှံ့တွေကနေရာအနှံ့ပြန့်နှံ့သွားခဲ့တယ်ဗျ တွားတော့တကားကြီးလက်လွတ်လိုက်တော့ အဲ့ဒီညမှာရွာသားတွေစပားရိတ်တံကိုထပ်မကြားရတော့ပါဘူးဒါပေမဲ့နောက်တစ်နေ့မနက်မှာဆရာတော်အမိုးတန်စိုက်ထားခဲ့တဲ့လေကွင်းရဲ့အလယ်မှာဥပါဟိယဒဇင်စိုက်နေတာကိုတယောက်ယောက်ကတွေ့သွားခဲ့ပါတယ်ဥပါဟိယဒဇင်ကိုသူ့အလောင်းနဲ့အတူမြုပ်ခဲ့ပေမဲ့ဒဇင်လက်ကင်ဟာနေအောင်နဲ့ကြားရှိစွာထိတွေ့ထားသလို6တွေ့အကွဲနေခဲ့တယ်ဗျတလားအကြမှာပထမဆုံးမိုးထပ်မံရွာခဲ့ပြီးစပားတွေလည်းပြန်လဲပေါက်လာခဲ့ပါတယ်ဒါပေမဲ့ဥပုံနေ့ညကြီးမှာဘသူမှစပားမရေးကြပေမဲ့တကြွကြွအတန်တွေပြန်ထွက်လာခဲ့တယ်ဗျဒီတခါတော့ရွာပတ်ပတ်လဲတဝိုက်မှာအတန်းကမြည်နေခဲ့တာပါခွေးတွေလည်းတညာလုံးဦးနေကြပါတယ်တယောက်ယောက်ကအိမ်ရှိကနေဒဇင်ဆွဲလာတဲ့အတန်လိုမျိုးကြားနေရတယ်ဗျအိမ်မှာဘသူမှမီးအိမ်ထုံးမထားပေမဲ့တချို့လူတွေကမီးအိမ်နဲ့ရနေကြပါတယ် ဥပါဟိန်ဘယ်မှမသွားသေးဘူးထင်တယ်တခြားလူတွေရဲ့လက်အသစ်တွေအတွက်စိတ်ပူနေတာဖြစ်မှာ အဲ့ဒါကြောင့်ဆရာတော်ကဝိညာဉ်ချွတ်တဲ့အစီအရင်တစ်ခုပြုလုပ်ဖို့ရွာသားတွေကိုပြောလိုက်ပါတယ်ရွာသားတွေကကောင်းချင်းမကြိတ်ရသေးတဲ့ဆန်နဲ့ဒဇင်ကိုယူပြီးလက်ကွင်းအလယ်မှာချထားပေးခဲ့လိုက်တယ်ဗျ ဒါကမင်းအပိုင်ပဲမပူပါနဲ့တော့ အဲနောက်ဆရာတော်ဟာဖျားစာရွတ်ဆိုခဲ့ပါတယ်ဖျားစာရွတ်ဆိုတန်နဲ့လေတိုက်တန်နဲ့အနားတစ်ဝိုက်မှာတယောက်ယောက်ကရှောက်နေတယ်လို့ခံစားနေရတယ်ဗျခွင်လွတ်ချင်းဆိုတဲ့စာကြောင်းကိုရွတ်ဆိုလိုက်တဲ့အခါမှာလေပြင်းတစ်ချက်တိုက်ခတ်ပြီးပြန်တိတ်ဆိတ်သွားပါတယ်အဲ့ဒီအစီအရင်ပြီးကြတဲ့ကစပားရိတ်တန်ဟာလအတော်ကြာတိတ်ဆိတ်သွားခဲ့တယ်ဗျဒါပေမဲ့နှစ်စဉ်စပားရိတ်ပြီးတိုင်းရွာသားတွေကလေကွင်းပေါ်မှာမပြော့ရွက်နဲ့ထုတ်ထားတဲ့စံမွေးကိုချထားလေရှိတယ်လို့ရွာလူကြီးတွေကပြောကြပါတယ်တရေကိုကြောက်ကြလို့တော့မဟုတ်ပါဘူးတည်တဲ့အထိကိုလုတ်တဲ့အလုပ်ပေါ်မှာချစ်မြတ်နိုးတဲ့လူတစ်ယောက်ကိုလေးစားချလို့ပါ အလုပ်ကြိုးစားတာကောင်းပါတယ်တခါကြီးအရန်စိုးချိန်နေတည်တဲ့သူတွေကမသွားရှင်သူတွေလည်းအေးအေးဆေးဆေးမနေနိုင်တကယ်လဲဥပါဟင်းရဲ့ဝိညာဉ်ကဘသူကူမှ၆ဖို့လာတာမဟုတ်ဘူး။ तू ကအသက်ရှင်နေတဲ့သူတွေကိုဘဝမှာဆွဲလန်းမှုတွေကိုလက်လွတ်တင်နေဆိုတော့သတိလာပြီးတာစပားစီတွေဘလောက်ပဲလှပနေပါစေတနေ့မှာအကုန်လုံးရိတ်သိမ်းရမှာပဲဟုတ် ဆရာတော်ကဝိညာဉ်တွေကိုပို့ဆောင်မှုဇာပနအခမ်းအနားကိုပြုလုပ်ပြီးတဲ့နောက်ရွာအလဲကလယ်ကွင်းတွေလည်းငြိမ်းချမ်းနေပုံရပါတယ်ညဘက်မှာစပားရိတ်တံကိုဘယ်သူမှမကြားရတော့ပါဘူးညနေခင်းမှာကလေးတွေလည်းပုံမှန်အတိုင်းပြေးလွှားစော်ကစားနိုင်ကြပါတယ်ရွာသားတွေကလည်းအဲ့တရေပြန်လဲမွေးဖွားဖို့သွားပြီလို့ပြောဆိုနေကြတယ်ဗျ ဒါပေမဲ့တကားကြီးတရေနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကထင်တယ်လို့မလွယ်ဘူး ၃ နှစ်နီးပါးကြာသွားပြီးတဲ့နောက်မျိုးဆက်သစ်လူငယ်တွေဟာရွာမှာသူတို့မိဘအစားလေယာလောက်ကင်မှုပြန်လာခဲ့ကြတယ်ဗျအဲ့ထက်ကတယောက်ကတော့သူရင်းလို့နာမည်ရှိတဲ့အသက်20ဝန်းကျင်လူငယ်တယောက်ဖြစ်ပါတယ်သူရင်းဟာညတညကဥပါဟိန်တရေကိုမြင်ခဲ့တဲ့ဒေါ်ဆန်းဝင်းရဲ့သားပါမြို့ထဲမှာအလုပ်လက်မဲ့ဖြစ်လို့ရွာကိုပြန်လာခဲ့တာလေဗျသူရင်းဟာပင်ပန်းနေပြီဖြစ်တာကြောင့်ရွာပြန်လာပြီးလဲလုံမဲလို့သူ့အမေကိုပြောလိုက်ပါတယ် အေးကောင်းတယ်သားလေးအစားအစာနဲ့ရေနဲ့ဒီမှာနေရတာအများကြီးပိုစင်ကြည့်တယ် ဒါပေမဲ့သူ့သားကိုလဲကွင်းတွေခွဲဝေပြီးတဲ့အခါသူ့အမေကသတိပေးခဲ့ပေမဲ့သူရိန်ကအကြီးဆုံးမြေခွက်ဖြစ်တဲ့ဥပါဟင်းရဲ့လယ်ဘေးကမြေခွက်ကိုရွေးချယ်ခဲ့ပါတယ် အဲ့ဒီကိုသွားမနေနဲ့သားအဲ့ဒီမှာအစွဲကြီးရဲ့တရေရှိရဲ့လို့သူများတွေပြောကြလို့ အမေဒီအရာတွေကိုယုံကြည်နေတော့မလားငွေရသည်ရောက်လာတဲ့အခါသူရိန်မြေစီလွာကိုထွန်ရက်ဖို့လယ်ထဲကိုထွန်ဆက်မောင်းပြီးဝင်လာခဲ့ပါတယ်ဒါပေမဲ့လယ်ကွင်းအစွန်းတစ်လျှောက်ထွန်ရက်နေတော့
ထုံဆက်ဓာတ်တွေကတခုခုကိုပြင်းပြင်းထန်ထန်ထိမိသွားခဲ့တယ်ဗျ။သူအသေးချာကြည့်လိုက်တော့ဒဇင်ဟောင်းတစ်ချောင်းကိုတွေးလိုက်ရပါတယ်။ဒဇင်လက်ကင်ဟာတန်ကြီးတက်နေပြီးဒဇင်သွားကကွဲအပ်နေခဲ့တယ်ဗျ။ဒါပေမဲ့ဒဇင်အဖျားကတော့ထက်နေပါတယ်။သူတွေအဲ့ဒဇင်ကိုဂရုမစိုက်ပဲလဲကွင်းနဲ့ပြစ်ခဲ့လိုက်ပါတယ်။အဲ့ဒီညနေခင်းမှာကောင်းကင်ဘုံမှာတိမ်နေကင်းစင်နေပေမဲ့လေကထူးဆန်းစွာပြင်းထန်နေခဲ့တယ်ဗျ။စပားတွေမရေသိမ်းရသေးပေမဲ့စပားခွန်နှန်းကလေထဲမှာပြန့်လွင့်နေခဲ့ပါတယ်။သူတွေအဲ့ဒီအချိန်မှာကြက်သိမ်းထသလိုဖြစ်နေပေမဲ့သူဘာမှမစင်စားခဲ့မိပါဘူး။ညနေတကောင်ရက်မှာလာပြေဝုံဖြစ်နေခဲ့တယ်ဗျ။ပိုးကောင်တွေရဲ့အော်တန်ကလက်ကွင်းပြင်တစ်ခုလုံးမှာစူညံနေခဲ့ပါတယ်။သူတွေဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့အိတ်မပြောဖြစ်နေခဲ့တယ်ဗျ။သူမျက်လုံးမိတ်လိုက်တဲ့အခါမှာအနီးအနားမှာစပားရိတ်တံလိုမျိုးထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူ့အတွေးထဲမှာတော့သူ့အမေကနွားစားဖို့စပားလာရိတ်နေတယ်လို့သူထင်နေခဲ့တယ်ဗျ။ဒါပေမဲ့သူထွက်ကြည့်တော့ဘယ်သူမှမရှိနေပါဘူး။အနီးအနားမှာလာရဲ့ရောင်ပြန်ဟမ်းမှုပဲရှိနေခဲ့ပါတယ်။သူအိမ်နဲ့ပြန်ဝင်ဖို့လှည့်လိုက်တဲ့အခါအတန်ကိုထက်ကြားလိုက်ရပြန်နေဗျ။ ငါစပားတွေရိတ်လို့မပြီးသေးဘူး အဲ့ဒီအတန်ကဒဇင်ကိုပြစ်လိုက်တဲ့လက်ခွင်းကနေလာပုံရပါတယ်။သူတွေအိမ်နဲ့အမြန်ပြန်ဝင်ပြီးတကားကိုအမြန်တော့ခတ်လိုက်တယ်ဗျ။ဒါပေမဲ့တညလုံးစပားရှိတန်ကိုရက်တန်ချင်းမရှိပဲကြားနေရပါတယ်။နောက်နေ့မနက်မှာသူတွေလယ်နာကိုတွားကြည့်ခဲ့တယ်ဗျ။ဒဇင်ဟောင်းပြောက်သွားပြီးရွှွန့်နုံတွေပေပွားနေတဲ့ခြေရာတွေသာကျန်နေခဲ့ပါတယ်။ဒါကြောင့်သူဒီအကြောင်းကိုသူ့အမေကိုပြောပြလိုက်တယ်ဗျ။ တွေ့လားသားသူ့ပစ္စည်းကိုတွားမတိဖို့အမေပြောတယ်လေ သူတွေကမယုံခဲ့ပြန်ပါဘူးတရေလားလူလားဆိုတာဒီညကျွန်တော်သက်သေပြမယ်အဲ့ဒီညမှာသူတွေမေးအိမ်ကိုယူပြီးလက်ကွင်းအလယ်မှာချထားလိုက်ပါတယ်အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားပြီးအေးမြတဲ့လေးပြီးတိုက်ခတ်လာခဲ့တယ်ဗျဖားရီအတန်တွေလည်းတိတ်ဆိတ်သွားပါတယ်အဲ့ဒီနောက်လက်ကွင်းထဲမှာတယောက်ယောက်လမ်းလျှောက်နေတယ်လို့ပဲဗျအပြင်ကိုကြည့်လိုက်တော့မိအိမ်ရဲ့အလင်းအောင်မိတ်တုံဖြစ်နေပြီလက်ကွင်းအဆုံးမှာလူတယောက်ဖြည်းဖြည်းချင်းခါကိုကြီးနဲ့စပားရိတ်နေတဲ့အရိတ်ကိုသူမြင်လိုက်ရပါတယ်။ဒဇင်ရဲ့အတန်ကတကြွကြွနဲ့မြင်နေခဲ့တယ်ဗျ။ကြောကုန်းပြီးအသားဖြူဖက်ဖြူရောနဲ့အဖိုးကြီးတယောက်ဟာလက်တစ်ဖက်ကဒဇင်ကိုင်းထားပြီးကျန်တဲ့လက်တစ်ဖက်ကမိအိမ်ကိုကိုင်းထားပါတယ်။ဒါပေမဲ့ကြောက်စရာကောင်းတာကအဖိုးရဲ့မျက်နှာမှာမျက်လုံးတွေမရှိပဲမြေပြင်ပေါ်ကထုံဆက်ရာတွေလိုအရေးအကြောင်းတွေသာရှိနေခဲ့ပါတယ်။သူတို့ခြေထောက်တွေတုံရင်းသွားပြီးသူ့မိအိမ်ကလည်းရုတ်တရက်မှိတ်တော့ပါတယ်။ပြီးတော့အတန်တစ်ခုကသူ့နားထဲကိုဝင်လာခဲ့တယ်ဗျ။ ဒါငါလေကိုလာမလို့နဲ့ သူရင်ကျေလောင်စွာအော်ဟစ်ပြီးတဲ့နောက်ချက်ချင်းအိမ်ပြန်ပြေးသွားခဲ့ပါတယ်သူရင်တရက်တွေ့ခဲ့ရတဲ့တရင်ဟာတရွာလုံးကိုပြန့်နှံ့သွားခဲ့တယ်ဗျပြီးတော့အဲ့ဒီလက်ကွင်းကိုမထိဖို့လူကြီးတွေကသူတို့ကိုတတိပေးခဲ့ကြပါတယ်ဒါပေမဲ့တချို့ကဒါဟာကံကောင်းခြင်းဖြစ်ပြီးတရက်ရဲ့တစည်းုံပိုင်ဆိုင်ထားရင်စံကောင်းတွေရလိမ့်မယ်လို့ပြောကြပါတယ်မကြခင်မှာပဲဦးမင်းလို့ခေါ်တဲ့လူတစ်ယောက်ကအဲ့တစင်းကိုလောဘကြီးပြီးပစ္စည်းအဟောင်းအဖြစ်ရောင်းဖို့မျှော်လင့်ချက်နဲ့ညတကောင်မှာအဲ့ဒီနေရာကိုတိတ်တိတ်လေးခိုးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာသူအိမ်ပြန်မလာခဲ့ပါဘူး။နောက်တနေ့မနက်ရွာသားတွေသူ့ကိုထွက်ရှာတော့လယ်ကွင်းထဲမှာရွှွန့်နုံမြုပ်နေတဲ့ခြေရာတွေကိုသာတွေ့ခဲ့ကြပါတယ်။ဆွဲသွားတဲ့ခြေရာတွေကလယ်ထိပ်ဘက်မှာပျောက်ကွယ်သွားခဲ့တယ်ဗျ။အဲ့ဒီမှာဒဇင်အဟောင်းတစ်ချောင်းသာစိုက်နေတာကိုပဲတွေ့ခဲ့ရပါတယ်။ဒဇင်ရဲ့ထိပ်မှာအဝိဆဒစရှိနေခဲ့တယ်ဗျ။ပြီးတော့ပိုအံ့ဩစရာကောင်းတာကအဲ့ဒီအဝိဆမှာသွေးတွေနဲ့ပေးနေပါတယ်။ဆရာတော်ဒီသတင်းကိုကြားတဲ့အခါခေါင်းခါလိုက်တယ်ဗျ။ သူ့ကိုထပ်နှောက်ရှက်လိုက်ပြန်ပြီဦးမင်းမပူကြပါနဲ့ဘလောက်ပဲကြာပါစေစပားတွေကကျွေမကြခင်ရိတ်သိမ်းရမှာပဲမျိုးဆက်တွေသူတို့လှုပ်ပါစေ လေတိုင်နှုံးကရုတ်တရက်ပိုပြင်းထန်လာပြီးမိတွေအလုံးတပြိုင်နက်တည်းငြိမ့်သွားခဲ့ပါတယ်။မိအိမ်တွေရိမ့်နွယ်ပြီးဖုံးကြီးရဲ့အနောက်မှာဒဇင်အတန်တစ်ခုမြည်လာခဲ့တယ်ဗျ။ဆရာတော်ကနောက်ကိုလှည့်မကြည့်ပဲတင်ကြီးနဲ့အတန်နဲ့ပြန်ဖြေလိုက်ပါတယ် တခါကြီးစိုးရိမ်နေသေးရင်ဖျောင်းနိုင်မိအလင်းအောင်နောက်ကိုလိုက်တော့ပါအဲ့ဒါဖုံးကြောင်းသွားတဲ့လမ်းကြောင်းပြန်လဲမွေးဖွားခြင်းရဲ့လမ်းကြောင်းပါကွယ် ။ဒဇင်အတန်ရုတ်တရက်ရက်တန်သွားပြီးလေပြင်းတိုက်ခတ်တန်တစ်ချက်ထွက်ပေါ်လာခဲ့ပါတယ်။ငြိမ့်သွားတဲ့အမွှေးတိုင်းပြန်လဲထွန်းညှိလာခဲ့တယ်ဗျ။ တခါကြီးအခုတခါထွက်သွားပြီးပြန်မလာနဲ့တော့နော်
နောက်နေ့မနက်မှာရွာသားတွေလာကြည့်တော့ဥပါဟင်းရဲ့ဒဇင်ကစံမုံမုံမှာစိုက်နေတာကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဒဇင်ကအသစ်ဆက်ဆက်လို့တောက်ပြောင်းနေပြီးတန်ကြီးမတက်နေပါဘူး။တယောက်ယောက်ကတန်ရှင်းထားသလိုတွေးတွေအညစ်အကြေးတွေလည်းမရှိနေခဲ့ဘူးဗျ။သူရိမျက်ရည်ကျပြီးဆရာတော်ကိုဦးချကြော့လိုက်ပါတယ်။တောင်းပန်ပါတယ်ဆရာတော်ဖေ။တပည့်တော်သူ့ကိုစော်ကားမိသွားတယ်။ ကိစ္စမရှိဘူးတခါကြီးလူတွေကကိုရီတွေ့ရမှာယုံကြည်ကြတာမှတ်ထားပါဒီကဘာကြီးကကြားရှိမခံဘူးတခုခုကိုအရန်တွေ့တာမိသွားရင်အဲ့ဒါအသင်ဦးပဲပြန်လဲချီနှောင်လာလိမ့်မယ်အဲနောက်တော့အဲ့ဒီရွာဟာငြိမ်းချမ်းသွားခဲ့ပါတယ်ဒါပေမဲ့လားပြညတိုင်းမှာပျော်ရွှင်စွာစပားကုန်းရှိနေတယ်လို့လက်ကွင်းအလဲကနေတကြွကြွအတန်ကိုတော့ရွာသားအချို့တူတူလေးကြားနေရတတ်တယ်ဗျဆရာတော်ကအဲ့ဒီအတန်ကတရေရဲ့အတန်မဟုတ်ဘူးလို့အမြဲပြောလို့ရှိပါတယ်ဒါကလွတ်မြောက်ပြီးသူတို့ချစ်မြတ်နိုးတဲ့အရာကိုနောက်ဆုံးအချိန်လောက်ရသူတယောက်ရဲ့အတန်ဖြစ်ပါတယ်နားထောင်ပါလာပြညရဲ့လာပေါင်းများစွာကြာပြီးတဲ့နောက်ဒီရွာပြန်လဲငြိမ်းချမ်းသွားပုံရတယ်လက်ကွင်းတွေကစပားတွေလည်းရွှေရောင်တန်းလာတယ်သူတွေလည်းအလုတ်ပူကြိုးစားလာပြီးအာယုံဆိုင်လာတယ်သူ့အမေကပျော်ရွှင်စွာနဲ့ကြည်စံသားလက်ကွင်းထဲမှာပဲနေစစ်ပူစရာမလိုတော့ဘူးလို့ပြောတယ်တဲ့ဒါပေမဲ့သူတို့စိတ်ထဲမှာတခုခုတော့ဆွဲထင်နေစေပါဥပါဟင်းရဲ့ဝိညာဉ်ကိုမြင်တွေ့ခဲ့ရတဲ့လက်ကွင်းကိုဖျက်လျှောက်တိုင်းတယောက်ယောက်ကသူ့နောက်ကိုလိုက်လာသလိုခံစားရတတ်ပါတယ်နေကင်းဘက်မှာဘသူမှအလုံးမလုပ်ပေမဲ့မြေတူးတန်ခတ်တိုးတို့ကိုကြားနေရတယ်ဗျအဲ့ဒီညမှာမိုးဖိုးပွဲကျနေပြီးလေတိုက်ထားကြောင်းမြေနှန်းကအိမ်ထဲကိုတိုက်ခတ်လာခဲ့ပါတယ်တကြွကြွအတန်ကြောင့်သူရိန်လန့်နိုးသွားခဲ့တယ်ဗျဒါပေမဲ့ဒီတစ်ခါမှာတော့အတန်အဝေးမှာမဟုတ်ပဲအိမ်ဘေးကနေကြားနေရပါတယ်သူဖြည်းဖြည်းချင်းရှောက်သွားတော့အိမ်အနောက်ကလယ်ခွင်းထဲမှာစပားရိတ်နေတဲ့လူတစ်ယောက်ရဲ့အရိပ်ကိုတွေးလိုက်ရတယ်ဗျအဲ့လူကဖြည်းဖြည်းချင်းစပားတွေကိုလေးစားစွာရှိတ်သိမ်းနေပါတယ်လျှက်စီးလက်ရရောင်အောက်ကနေမျက်နှာတစ်ခုကိုသူမြင်လိုက်ရတယ်ဗျအဲ့ဒါကဥပါဟိန်ဖြစ်နေပါတယ်ဒါပေမဲ့သူ့မျက်နှာကတည်ငြိမ်နေပြီးဒေါသလည်းမထွက်အရင်လိုလဲစိုက်ကြည့်မနေတော့ပါဘူးသူရင်ခန္ဓာကိုယ်တောက်နေပြီးခြေထောက်တွေလည်းတုံးပြီးတော့စကားလည်းမပြောနိုင်ခဲ့ဘူးဗျဥပါဟိန်ကသူ့ကိုပြုံးစီစီနဲ့မြင်တော့တူတူလေးပြောလိုက်ပါတယ်ကောင်းလေးငါ့ကိုလဲမြောက်ဝေပြီးတဲ့အတွက်ကျေးဇူးပဲနော်အဲ့နောက်အဲ့ဒီအရေးဟာမိုးရေနဲ့အတူပျောက်ကွယ်သွားပြီးနောက်ဆုံးမြည်တဲ့စပားရိတ်တန်သာကျန်းနေပါတော့တယ်နောက်နေ့မနက်မှာသူရင်သူ့အမေကိုပြောပြလိုက်တယ်ဗျဒါပေမဲ့သူရင်ကမသေးကြသေးတာကြောင့်ဘုန်းကြီးကျောင်းကိုတွားပြီးဆရာတော်ကိုရှောက်တင်လိုက်ပါတယ်ကောင်းတယ်တကားသူ့အပေါ်မစော်ကားတော့တာကိုမြင်လို့သူစိတ်အေးချမ်းသွားလို့သူထွက်မသွားခင်နောက်ဆုံးအချိန်တကားကိုသူလာတွေ့တာဒါပေမဲ့တကားသူ့ကိုပြန်မွေးဖွားစေခြင်းသူ့အတွက်ကုသိုလ်ပြန်လုပ်ပေးလိုက်တာအကောင်းဆုံးပဲအဲ့နောက်ဆရာတော်ကရွာသားတွေကိုကထိန်မွဲတစ်ခုစီစဉ်ဖို့ကူညီခိုင်းလိုက်ပါတယ်ရွာသားအားလုံးမိမိတို့ရဲ့လက်ကွင်းကနေစပားတွေကိုယူဆောင်လာပြီးလက်ကွင်းအတွက်စိုးရိမ်ပူပန်းနေတဲ့ဝိညာဉ်အတွက်ကုသိုလ်ပြုလုပ်ပေးဖို့စုဝေးခဲ့ကြတယ်ဗျနောက်တစ်နေ့မှာရာသီဥတုကောင်းနေခဲ့ပါတယ်နေကြောင်ကမြူတွေကြားကနေဖြာကျနေခဲ့တယ်ဗျရွာသားတွေကအပြောင်အင်ကြီးကိုဝတ်ဆင်ပြီးအမွှေးတိုင်ကိုလက်ကွင်းအလယ်မှာထွန်းညှိထားလိုက်ပါတယ်မန္တန်ရွတ်ဆိုတန်တွေကနေရာအနှံ့ပြန့်နှံ့သွားခဲ့တယ်ဗျသူတွေကတဲရရနေကောက်ယူလာတဲ့ဥပါဟင်းရဲ့တစင်ကိုစံပုံအလယ်မှာချထားလိုက်ပါတယ်ဒီနေ့မှာတော့လက်ကွင်းထဲမှာရောနှလုံးသားထဲမှာပါကွယ်လွန်သွားပြီဖြစ်တဲ့ကြိုးစားအားထုတ်သူအတွက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပါတယ်ဆိုရင်ပူပန်မှုနဲ့လက်ပတ်မှုမရှိတဲ့ကောင်းမွန်တဲ့ဘုံဘဝမှာပြန်လည်မွေးဖွားနိုင်ပါစေနော်အဲ့အချိန်မှာပဲတရယောက်ကစပားကင်းကိုနှောက်ရှက်လိုက်တယ်လို့လေပြေးတိုက်ခန့်တကတဖန်ပြန်လဲထွက်ပေါ်လာပြန်နေဗျရွာသားတွေကမကြောက်မလန့်ကြပဲပြုံးနေကြပါတယ်ဘာလို့လဲဆိုတော့ဆန်ရနန်းကသူတို့ရဲ့နှာခေါင်းထဲတင်းတင်းလေးနဲ့ပြန့်နှံ့နေလို့ပါတကားတို့သူလာပြီသူကုသိုလ်ယူဖို့လာပြီမန္တန်ရွတ်ဆိုပြီးတဲ့နောက်ပြန်လဲမွေးဖွားခြင်းကိုကိုစားပြုတဲ့အနေနဲ့သူတို့အားလုံးလေကွင်းထဲမှာစပားစည်းတွေကိုချထားလိုက်ပါတယ်ဦးလေးဒီနေ့ဦးလေးရဲ့လဲကိုကျွန်တော်ဂရုစိုက်ပေးမယ်ဘယ်တော့မှမမေ့ဘူးအဲ့နောက်အဝေးကနေလာသလိုတူတူလေးအတန်တစ်ခုထွက်လာခဲ့ပါတယ်ကျေးဇူးပဲကောင်းလေးအဲ့နောက်တော့လေကွင်းကနေစပားရှိတန်ကိုဘယ်သူမှထပ်မကြားရတော့ပါဘူးနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်သူတွေကအဲ့ဒီခရိုင်မှာ
နာမည်ကြီးလေသမားတူဖြစ်လာခဲ့ပါတယ်သူတွေကလူကိုဂယုစိုက်တယ်လို့သူ့ရဲ့လေကွင်းကိုလည်းဂယုစိုက်ထားကြောင်းသူ့ရဲ့စပားတွေကနှစ်စဉ်လှပခဲ့ပါတယ်လဲမထွန်ခင်မှာမနက်တိုင်းဥပါဟင်းရဲ့လေကွင်းကိုဂါရဝပြုဖို့လက်အုပ်ချီလေးရှိတယ်ဗျဘာလို့နှစ်တိုင်းဒီလိုလုပ်ရတာလဲလို့သူတို့အမေကမေးခဲ့ပူပါတယ်အမေအဲ့တည်းရဲ့ဘာမှမရှိဘူးတလို့စူးစမ်းသူတယောက်ရဲ့နှလုံးသားထဲမှာရှိနေတာနောက်တစ်နေ့မှာဆရာတော်ကလေကွင်းအလယ်မှာရှိတဲ့တဲမှာတရားထိုင်ဖို့ထွက်သွားခဲ့ပါတယ်အဲဒီနောက်မှာဥပါဟင်းရဲ့ဝိညာဉ်ကိုဘယ်တော့မှထပ်မတွေ့ကြတော့ဘူးလို့ဆရာတော်ကပြောပါတယ်ဆရာတော်ကရွာသားတွေကိုတရေအားလုံးကကြောက်စရာမဟုတ်ဘူးလို့မကြာခဏသင်ပေးလို့ရှိတယ်တရေတွေထက်ပူကြောက်စရာကောင်းတာကမစွတ်လွတ်နိုင်တဲ့လူနှလုံးသားပါပဲလူတစ်ယောက်ရဲ့နှလုံးသားကစိုးရိမ်နေရင်အသက်ရှင်နေတဲ့တရေလိုပဲနှလုံးသားလက်လွတ်လိုက်ရင်တိမ်မသွားရင်တော့လွတ်လပ်သွားပါတယ်နေ့စဉ်နေ့တိုင်းစပားရိတ်သိမ်းပြီးတဲ့အခါရွာသားတွေကစံမွေးကိုငပြောရွက်နဲ့ထုတ်ပြီးအဖိုးအိုရဲ့လက်ရှိမှာချထားလို့ရှိတယ်ကလေးတွေကဥညွတ်ကြပြီးတချို့ကတူတူလေးပြောကြပါတယ်ကျွန်တော်တို့စူးစမ်းအားထုတ်ဖို့မစိုးရိမ်ဖို့တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဦးလေးလာမင်းဟာလေကွင်းပေါ်မှာပြန်ဝဲနေပြီးစပားပင်တွေကိုလှိုင်းလုံးတွေလိုတိုက်ခတ်နေတဲ့လေတိုက်တန်ကအမောင်ထဲမှာတရရုပ်ကတူတူလေးရီမောနေတယ်ပါပဲ CKO မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ဒုတိ animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းတို့များအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်တာကိုမေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှာ 2D Animation Manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ